ဆာကာမိုတိုလူမသက်တာဟာမိမကြောက်လို့မဟုတ်ဘူးဒီစကားကိုကြားရတဲ့စီဇန်1ကြည့်ပြီးတဲ့လူတွေအတွက်နေနဲ့ဆိုရင်နည်းနည်းတော့ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်တယ်ဘာလို့လဲဆိုတော့ anime ထဲမှာဆာကာမိုတိုကသူ့မိမကိုသူလူမသက်တော့ပါဘူးဆိုပြီးတော့ကတိပေးတာကြောင့်မို့လို့သူကလူတွေကိုမသက်ပဲနဲ့ဒီတိုင်းရရအောင်နဲ့ပဲသူလွတ်ပေးတာဖြစ်တယ်တကယ်တော့ဆာကာမိုတိုလူမသက်ရခြင်းနောက်ကွယ်မှာဒီထက်ပိုပြီးတော့လေးနက်တဲ့အကြောင်းအရာတွေအများကြီးရှိနေပါသေးတယ်ကျွန်တော်တို့တေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ဆာကာမိုတိုလူတယောက်အတွက်ကလူမသက်ပဲထိမ့်သိမ်းရတာကလူသက်ရတာထက်အများကြီးပိုပြီးတော့ခက်ခဲပါတယ်။ဒီကြောင်းအရာကိုဘယ်နေရာကနေသိနိုင်လဲဆိုရင်ဆာကာမိုတိုကသူ့ရဲ့မသိစိတ်ထဲမှာတော့မှခဏခဏရှင်ကိုတတ်မိနေတာကိုကျွန်တော်တို့မကြာခဏမြင်တွေ့ရခဲ့ပြီးပါပြီ။ဒါကြောင့်မို့လို့ဆာကာမိုတိုအနေနဲ့လူမသက်ပဲနေရတာကလူသက်ရတာထက်သူ့အတွက်အများကြီးပိုပြီးတော့ခက်ခဲပါတယ်။တကယ်တော့ဆာကာမိုတိုရဲ့လူမသက်တဲ့စီးမြင်ကဂိုင်းစတာတွေကိုရှောင်ချိုင်းကိုတတ်တတ်မဟုတ်ပဲနဲ့ဂိုင်းစတာတွေကိုတဖန်ပြန်ပြီးတော့ခြောက်လန့်တဲ့သူ့ရဲ့နီးပြတစ်ခုပဲဖြစ်ပါတယ်။ကျွမ်းကျင်တဲ့သူ့ရဲ့အလုပ်ဖြစ်တဲ့လူသက်ချင်းကိုသူကမလုပ်တော့ပဲနဲ့လူတွေကိုထိခိုက်အောင်တနည်းအားဖြင့်တရားရရုံလောက်ပဲနဲ့လှုပ်ပေးရဆိုတာကတစ်ဖက်လူဆိုးကိုင်းတွေပေါ်မှာအကြောက်တရားကိုပုံမှုပြီးတော့ကြီးထွားစေပါတယ်။နောက်တက်ပြီးတော့ဒီလိုမျိုး neutral နေလိုက်ခြင်းအဖြစ်သူ့တမင်တက်တက်ကြီးလာပြီးတော့ရန်လာစတာတွေရှော့ပြီးသွားလည်းဖြစ်တယ်။သူ့မိသားစုထိခိုက်လာတာတွေကလွဲလို့ရှိရင် gangster တွေကိုသွားပြီးတော့တိုက်ခိုက်စရာမလိုတော့သလို gangster တွေဘက်ကလည်းဆာကာမိုတိုကသူတို့နဲ့အချောင်းကြီးငယ်ပတ်သက်စရာကိစ္စမရှိတော့တဲ့အတွက်ကြောင့်မို့လို့သူတို့ဘက်ကလည်းဘောင်ဒီထုတ်တာလားမရှိဘူးဆိုရင်ဆာကာမိုတိုကိုထိခိုက်စရာအကြောင်းလည်းမရှိတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဆာကာမိုတိုရဲ့လူမသက်တဲ့စီမင်းကမိန်းမကြောက်ရလို့သူ့အနေနဲ့တတ်မှတ်ထားတဲ့ဆိုတာထက်ကိုအများကြီးပိုတယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်တော်တော်များများကဆာကာမိုတိုကအိမ်အောင်ကျသွားတော့ဖက်တီဖြစ်သွားပြီးတော့သူကမကြမ်းတော့ဘူးဆိုပြီးတော့ထင်ကြတယ်ဒါကကျွန်တော်တို့ဒီကြီးရှုတဲ့လူတွေအပါဝင်သူ့ရဲ့ဒီ enemy ထဲမှာပါတဲ့ side character တွေကလည်းဒီလိုပဲထင်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကတော့သူတို့နဲ့အမြင်မတူဘူးဆာကာမိုတိုကအရင်လိုကြမ်းနေတော့ပဲဒါပေမဲ့သူ့မှာကာကွယ်ရမယ့်လူတွေကာကွယ်ရမယ့်မိသားစုဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဒီ driver force ရှိတဲ့အတွက်ကြောင့်မို့ဆာကာမိုတိုကအရင်ကထပ်ပို့ပြီးတော့ကျန်းလာတယ်လို့ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်ဒီနေ့ကတော့ကျွန်တော်က randomly ပေါ့နော်ရောက်တဲ့ရရဆာကာမိုတိုဒီအကြောင်းမှာကျွန်တော်တွေးမိတာလေးတွေကိုပြန်ပြီးတော့ကျွန်တော်က sharing လုပ်ပေးရဖြစ်တယ်လုံးမဲ့ကျေးဇူးပါဒီနေ့တော့ဒီလောက်ပါပဲ